ခွဲထွက်သွားတဲ့အနေအထားတွေတွေ့ရပါတယ် e-pan ကိုပဲ important ထားပြီးကြည့်မယ်ကွာနော်အောက်မှာ Augustine Rain တို့အောက်ခြေမှာတင်းနမတ်အိတ်ကဆရာကြီးရှိမယ်ကွာ Okay မလန်မကမ်းမှာဆိုတော့တင်းနမတ်11နေရှိတယ် KMS Blue ရင်တက်မှာနီရိုပါတဲ့နီရိုပါတဲ့အဲ့နီရိုလည်းဒီဘက်ကဆရာကြီး Augustine Rain ကလှမ်းပြီးထုတ်တဲ့အနေအထားတွေလည်းတွေ့ရပါတယ်နော်အားရဂန်းရပြီဆိုရင်သွားဖုတ်လို့ရတယ်ရှင်းနောက်တောင်ရောက်တော့အလုံးကြီးမှာပေါ့ဆရာကြီးဒါတော့ 1K ရတာတင်းနမတ်5ကနီရိုပါ Okay ဖိုးထွက်မိသားစုတွေကိုသွားကြည့်မယ်ဆိုတော့ 1K ရတာလေကန်းရရင်သွားဖုတ်ဆမ်းပါလေဒါကြီးဒီထဲမှာပါသွားပြီးသွားရင် AC ပဲနောက်တက်တက်ဆိုတာရှိပါတယ်ဒီမှာအိတ်ကမမခင်ရလိုက်တာနော်လေပါလေးစစ်ကူလိုက်ကြပါအောင်နော်တမ်းမှာဆိုရင် player 4ယောက်လုံးတော့ကြံသေးရဒါတော့ 2K ရထားတဲ့ဒီပေါ့ပါโอเคကိုညီတို့ကိုသွားကြည့်မယ်ဆိုတော့ဂျေမီတို့နဲ့ player 3ယောက်လုံးရှိသေးတယ်ကေကတော့ loss မရသေးပါဘူးသူကဘေးနားမှာတော့တင်းနံပါတ်တွဲရဆရာကြီးတွေရှိပါတယ်ရှင်โอเคမောင်ပီဇာကိုကြည့်မယ်ဆိုတော့ 1K ရတာတယ်သူတို့လည်း player 3ယောက်တော့ကြံသေးတယ်တင်ကဖို့ကေမကယ်ပေးတော့ဘူးပေါ့လေဟဲ့လားကိုလူတွေကိုအေးမကယ်ပေးရင်တော့ဖုတ်တော့ခြေတန်နေနားထောင်တော့ဘေးနားမှာရောက်နေပြီနော်ဒီများတွေကတင်းနံပါတ်1နေရောက်နေပြီနော်တားကြီး sorry 5တွေရောက်နေပြီနော်တော့ဖုတ်လို့ရတယ်ဒီထဲမှာပါသွားလဲနောက်တစ်သက်ရှိတာပဲဘာလို့စီဆို even နဲ့ရောက်ပြီဆိုရင်တွေ့တာအကုန်ကောက်ဖုတ်တာခဲမက်တောင်မရှာဘူးနော်အေးစေးရောက်ပြီနော်ခုန်ချလာတယ်ဆိုလည်းဒီတိုင်းခုန်ချလာတယ်လို့ပြောတာတော့ချီကအကုန်တက်တဲ့အကုန်ထွက်တဲ့နီလိုဖြစ်ပါတယ်ရှင် 2K ရထားတဲ့ player team တယောက်ပြီးတယောက်ဆွဲထုတ်တိုင်းနဲ့တင်ကေဖိုကေရထားပြီဒါတော့ 3K ရထားတဲ့နီလိုပါဒါဆို event နေမှာတင်းနံပါတ်5တွေ6တွေ9တွေ10ကဆရာကြီးတွေ11